အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကောင်းချင်တဲ့ဝန်လေလေးရဲ့အကြောင်းလေးနည်းနည်းလောက်သုံးသပ်ကြည့်အောင်ဒါမဲ့ဒီဗီဒီယိုလေးကတော့လောက်ထားတာတော်တော်လေးကြာပါပြီဒီနေ့တော့တွင်မှာမတင်ဖြစ်ပါဘူးသူတို့နှစ်ယောက်ရဲ့အကြောင်းကိုဘယ်လိုမျိုးပြောမလဲဆိုရင်တော့ဘယ်သူကအာသာချက်ရှိတယ်ဒီပွဲနဲ့ပတ်သက်ပြီးဘယ်သူကအနိုင်ရယူမလဲဆိုရင်တော့ဒါလေးကိုနည်းနည်းလောက်သုံးသပ်ကြည့်အောင်ဒါပေမဲ့ဒီပွဲမှာတော့ဒီဖိုက်တာလေးနဲ့ရောက်ကြတော့ရန်ဘလူးတွေးဆုံကြတဲ့ပွဲလို့ကျွန်တော်ကပြောချင်ပါတယ်။ဘာဖြစ်လို့ရန်ဘလူးတွေးဆုံကြလဲဆိုရင်တော့တော်တော်လေးကိုမာတယ်။ပြီးတော့နင်းပြူပါရင်လည်းတော်တော်လေးရှိတယ်လို့ကျွန်တော်ကထင်မြင်ယူဆတယ်လို့။ကွန်ချန်ဘက်ကကြည့်မယ်ဆိုရင်တော့ Time Fighter မွေထိုင်းစစ်စစ်လို့ဟာနီးစနီးပိုင်းမှာတော်တော်လေးကိုကျွမ်းကျင်တယ်သူတွေ့လာခဲ့တဲ့ပြိုင်ပွဲကိုလည်းတော်တော်လေးကိုကောင်းတဲ့ဖိုက်တာတွေဒီတစ်ခါတော့သူနိုင်ငံခြားဖိုက်တာနဲ့သူဆင်ပြိုင်ရမယ်တော်တော်လေးကိုဖြောပြမှုကောင်းမယ်လို့ကျွန်တော်ထင်တယ်သူရဲ့နီးစနစ်ပိုင်းကကြတော့လက်သီးထောက်တော့တဲ့အချိန်မှာသူဘယ်လိုမျိုးပြောမလဲဆိုရင်တော့သူချီကန်ပိုင်းမှာတော်တော်လေးကျွမ်းကျင်တယ်ပိုင်းနဲ့နိုင်လဲကန်တတ်တယ်သူရဲ့တတောင်ကြတော့တခါတလေသူရဲ့ထောက်တော့နိုင်တယ်သူထိုးသားတဲ့စတိုင်ကတော့ဆူလျာနဲ့မကွာဒါမဲ့သူလေ့ကျင့်နေတဲ့ကျင်လဲဆူလျာနဲ့တူပဲလေ့ကျင့်တယ်ကွန်ချန်ထိုးတဲ့ပုံစံကကျွန်တော်မြင်တယ်လို့ဆိုရင်သူဖြောပြမှုကိုအသာပေးတဲ့ပုံစံလိုမျိုးတော်တော်လေးဖြောပြမှုကောင်းတယ်သူပွဲတိုင်းမှာတငယ်ချင်းတို့မြင်တဲ့အတိုင်းပဲဖြောပြမှုကိုအသာပေးတဲ့ဖိုက်တာသူ့ရဲ့အနေချက်ကတော့ဘာလဲဆိုရင်တော့ပြိုင်ပွဲတွေသူ့ရဲ့ပြိုင်ပွဲတွေကိုသူ့ကိုဖိအားပေးလို့ရှိရင်သူအကွက်တွေပျောက်တတ်တယ်နောက်တစ်ခုရှိသေးတယ်ဘာလဲဆိုရင်တော့သူ့ရဲ့ပြိုင်ပွဲကိုမထထန်နဲ့ထိုးလို့ရှိရင်သူကဘယ်လိုမျိုးပြောမလဲပြန်တော့ပြန်ဖို့ကတော်တော်လေးသူစဉ်းစားရတယ်ဒါပေမဲ့ဒီဖိုက်တာကလက်သီးကြောက်တာတော့မဟုတ်ဘူးဒါမဲ့သူကတီငိမ့်နဲ့ထိုးတတ်နေတဲ့ပုံစံအရက်မောင်းကြည့်မယ်ဆိုရင်လည်းသူ့ရဲ့ပြိုင်ဘက်ကနည်းနည်းလေးအာသာချက်ရှိတယ်ဒါမဲ့နည်းနည်းလေးပါဒီဖိုက်တာလေးကတခုပြောဖို့မိပါတယ်ဘာကြီးလဲဆိုရင်တော့သူကပွဲဖြဲလူစိတ်အရန်များတဲ့ဖိုက်တာတခါတလေသူလောလေးရှိတယ်ဒီပြိုင်ပွဲကအမဘဲကိုဥတီခဲ့မယ်ဆိုရင်တော့ကျွန်တော်ခန့်မှန်းချက်ဆိုရင်ဒီကောင်းချင်နိုင်ဖို့ရကန်တော့များတယ်။ဘာဖြစ်လဲဆိုရင်တော့ကောင်းချင်ကတော့ Time Fighter စစ်ဖြစ်နေတော့အမယူတတ်တာပေါ့။ဘယ်ပွဲမစို့ Time Fighter အမဘဲကိုဥတီခဲ့မယ်ဆိုရင် Time Fighter တွေပဲနိုင်တာများတယ်။ဒါဆိုရင်တော့ဝန်လလေးကကြတော့ဘယ်လိုပုံစံထူတတ်နေလဲဆိုရင်တော့သူကဆက်လို့တော်တော်လေးကောင်းတယ်နော်ဒီဖိုက်တာသူဝမ်းမှာနှစ်ပွဲထူထားတယ်နှစ်ပွဲကတော့တစ်ပွဲနိုင်ထားတယ်တစ်ပွဲဆုံးထားတယ်ဒါပေမဲ့သူဆုံးထားတဲ့ပွဲကလည်းအမနဲ့ပဲဆုံးထားတယ်သူထိုးတဲ့ပုံစံကတော့ဘယ်လိုမျိုးလဲဆိုရင်တော့ဖြောပြမှုကိုပြီးတဲ့ပုံစံလိုမျိုးပရိသတ်ကြည့်လိုက်အောင်သူထူတတ်တဲ့စတိုင်ဒီဖိုက်တာလေးကတော့အမဘဲကိုမဥတီဘူးမဥတီတတ်ဘူးအမယူလည်းမယူတတ်ဘူးဒါမဲ့ထီတွေဝင်တွေထီတွေထိုးတွေအဲ့လိုမျိုးဒီဖိုက်တာလေးကတော့ထိုးတဲ့စကီးကတော့ဘယ်လိုမျိုးလဲဆိုရင်တော့ပြန်ဘဲတွေထိုးတဲ့လက်သီးတွေချီကန်တွေသူမကြောက်တတ်ဘူးထီတွေဝင်တွေအဲ့လိုမျိုးတော်တော်လေးလက်စွာနေတဲ့ဒီဖိုက်တာသူရဲ့အားသာချက်ကတော့ဘယ်လိုမျိုးလဲဆိုရင်တော့ဘယ်ညာလက်သီးပြီးတော့ချီကန်ပိုင်းမှာတော်တော်လေးပိုင်းနိုင်သုတ်တတ်တယ်ထိုင်းဖိုက်တာလိုပဲဒါမဲ့သူကတော့နိုင်ငံခြားဖိုက်တာကဖိုက်တာဆိုရင်ထိုးတဲ့လက်သီးဆိုရင်တငယ်ချင်းတို့ဘာမှပြောစရာမရှိဘူးသူတို့ထိုးတဲ့ပုံစံကဘယ်လိုလဲသူဘယ်ညာလက်သီးပြီးတော့ပင်လက်သီးကျွဲခွေတဲ့ပုံစံလိုမျိုးတွေတော်တော်လေးလက်ဒီဖိုက်တာလက်သီးတော်တော်လေးပြင်းနေတော့သူရဲ့အနေချက်ကတော့အမယူမယ်ဆိုရင်သူမယူတတ်ဘူး
ဖူးမတဘူးအဲ့လိုမျိုးဘာပဲဖြစ်ဖြစ်ဒီဖိုက်တာလေးနဲ့ရောက်ကိုဘယ်သူနိုင်မလဲဆိုရင်တော့ကောင်းချိုင်ကတော့60ဝန်လေလေးကတော့40ဒီနေ့ကတော့ဒီလောက်ပါပဲကျွန်တော်ရဲ့အကောက်ကိုဖိုလိုဝါလေးလောက်ထားပါလို့ပြောချင်ပါတယ်စုံအောင်ကျေးဇူးပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်